ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော့ညချမ်းလေးပါကျွန်တော်ရဲ့သူတောင်ချစ်ကိုချစ်မများအားလုံးပေါ့နော်။နောက်ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့19ရက်5လ2026เนาะအင်္ဂါနေ့ကိုရောက်ရှိလို့လာပြီအင်္ဂါနေ့နေကုန်စာဝမ်းချင်းလေးတွေမိန်းလေးတွေပတ်သီးလေးတွေကိုထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံးပေါ့နော်။ကဲဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတွေလည်းဒီရေလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်တို့တနင်္လာနေ့မှာဒီမဲ့နော်မနက်ကောညောပရိသမားတွေလည်းအဖွင့်လာပြီးတော့ကျွန်တော်စီမှာနော်ဘရိုးမကျော်မွေးကွက်အဖွဲ့ဝင်ထားတဲ့ညီကိုမောင်နှမတွေလည်းနော်အထူးပဲအဖွင့်လာပြီနော်ကဲဒီနေ့ပရိသမားတွေဆိုရင်လည်းမနက်ပိုင်းမှာတစ်ပတ်သီးနဲ့နော်တစ်လေးရမယ်ညနေပိုင်းမှာ43မိန်ကွက်နော်အခွေလည်းဖြစ်တယ်နော်ကျွန်တော်ရဲ့ပရိသမားတွေအားလုံးပဲရကြလိမ့်မယ်ကျွန်တော်စီမှာနော် VIP ဘုရုမကျော်အာမကမွေးကွက်ယူထားတဲ့ညီကိုမောင်နှမတွေဆိုရင်လည်း43မိန်တကွက်ကောင်းနော်တဲဆိုမှတဲ့ဘလောက်ဖို့ရတယ်ဆိုတော့ကိုယ့်ဘက်ကိုကွန်မန့်လေးတွေထဲမှာဝင်မှတ်ပေးသွားကြပါပရိသမားတွေရောအဖွဲ့ဝင်တွေအားလုံးကိုနော်ဘဝဝင်တွေကိုတော့ကြံရဲမှာဘာတွေလုပ်ရမလဲဆိုတော့ကျွန်တော်ညကိုထပ်မှန်ပြီးတော့ message ပို့ပေးပါမယ်ကဲပရိသမားတွေမနေ့ပြန်မှာနေတိုက်ကလေးကစားမဲ့ညီကိုမောင်နှမတွေကပြီးဆုံးနိုင်အောင်ကြည့်ပေးပါကဲ Facebook ကညီကိုမောင်နှမတွေပုံမှန်တိုင်းလေးပဲ like လက်မလေးတွေနှိပ်ပါ share မှု share အားလေးနဲ့ကူညီပြီးတော့ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့ဒါမှကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုနေ့စဉ်နဲ့မြင်ရတွေ့ရမှာဖြစ်ပါတယ်နော်ဇာတုလိုက်တဲ့ညီကိုမောင်နှမတွေကအားလုံးပဲနော်ကျွန်တော်ပေးထားတာ436က43ထွက်သွားပြီ6တလုံးပဲကြိုင်နေနော်ဇာတုလိုက်ခြင်းတဲ့ညီကိုမောင်နှမတွေ6လိုက်ခြင်းဇာတုဆက်လိုက်ပါနော်ဒါဇာတုသမားတွေအတွက်မနေ့ပြန်ကျွန်တော်တို့အင်္ဂါနေ့နေကုန်စာဝမ်းချင်းနေနေဆိုရင်တော့9-3ညအချိန်ပဲဖြစ်ပါတယ်9နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေကတော့9နဲ့53 54 56ပဲဖြစ်ပါတယ်နော်9နဲ့53 54 56ပါတေချာလေးမှတ်ပါကဲ3ညနဲ့ပတ်သက်တာကတော့3ည2 3ည3 3ည4 3ည6ဖြစ်ပါတယ်3ည2 3ည3 3ည4 3ည6ပါဒါ3ညနဲ့ပတ်သက်တဲ့ main ကွက်ပါကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကိုမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော်ခြင်းနဲ့ကတ်ဆော်ခြင်းနဲ့ဆိုရင်လေမနေ့ပြန်အင်္ဂါနေ့နေကုန်စာမှာเนาะအာအကောင်ဆုံးပတ်သီးသည်9-3ညပတ်သီးဖြစ်ပါတယ်အဓိကပတ်သီးကိုဦးစားပေးဆော့ခြင်းနဲ့ညီကိုမောင်နှမတွေအားလုံးပဲเนาะမနေ့မထွက်ရင်ညနေချင်းတွေပါတယ်မနေ့ပြန်အင်္ဂါနေ့နေကုန်မှာအာအကောင်ဆုံးပတ်သီးသည်9-3ညပတ်သီးပဲဖြစ်ပါတယ်เนาะအခုကျွန်တော်တင်ပေးတာစေတနာနဲ့တင်ပေးတာဖရီတင်ပေးတာပေါက်လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးကဲဒါကြောင့်မို့เนาะကျွန်တော်ရဲ့ချစ်ကိုချင်းမများအားလုံးကကြိုက်တယ်နဲ့တက်တယ်ဆိုရင် like ဆော့ပါเนาะကဲကိုကြည့်ရှုပေးတာအတူတူပဲကျေးဇူးတင်ပါတယ်အားလုံးပဲမနေ့ပြန်မှာထပ်မံပြီးကံကောင်းကြပါစေဗျ